Hello guys, ကျွန်တော်ဒီနေ့ကျွန်တော်မိသားစုနဲ့ခီးရတဲ့ blog လေးရိုက်မှာဖြစ်ပါတယ်။အားလုံးအတူတူလိုက်ကြည့်ကြပါ Hello everyone ကျွန်တော်ဒီနေ့ကျွန်တော်မိသားစုနဲ့ခီးထွန်းလိုက်ဖြစ်ပါတယ်။ဖေဖေမမေညီလေးနဲ့ကျွန်တော်ညီငယ်ဆုံးလေးနဲ့ခီးထွန်းလိုက်ဆိုတာအားလုံးပဲအတူတူလိုက်ကြည့်ကြပါ။ဒါလေးရတယ်ကျွန်တော်ညီကိုတော့ပို့တူလေးပါ။ဒါကတော့ကျွန်တော်နဲ့ကျွန်တော်ညီကြည့်တဲ့ပုံလေးပါ။ညီငယ်ဆုံးလေးရှုပ်လို့ထည့်ရပါဒီပို့တူလား။ဒါလေးရတယ်ကျွန်တော်နဲ့ကျွန်တော်တို့မိသားစုတွေပတ်တိမ်မှာရှိတဲ့ကံလုံးတွေမှာရိုက်ထားတဲ့ပုံလေးပါဒီမှာတော့ညီကိုတုံးရတိတယ်တလူဆိုရုပ်ပုံမှာထိုင်းနေပါတယ်ဒီပုံမှာကျွန်တော်ညီကိုတုံးရပြန်တက်နေတဲ့ပုံလေးပါဘလူးရင်ထိတ်ထွန်းရလဲဆိုပြီးညီရပြန်လာညီပါဘာကိုနေဆိုပြီးဘာကိုနေတဲ့ပုံလေးပါဒါလေးကတော့ကျွန်တော်တို့ပြန်လာညီမှာအဝမှာရှိတဲ့ပတ်တိမ်ကြီးနဲ့တပုတ်လိုက်တဲ့ပုံပါဒါတော့ကျွန်တော်ညီရဲ့ကျွန်တော်ညီအငယ်ဆုံးညီလေးကျွန်တော်အမေရဲ့ဦးရှင်းသွားတော့ကပြန်လာနီးပသိမ်စားနဲ့အတူတူရိုက်ခဲ့တဲ့ပုံလေးပါအားလုံးကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးကြတဲ့ကြောင့်ချင်းတိုင်းအတူကျေးဇူးတင်ရှိပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့မယ် Bye bye guys